ကျွန်တော်တို့အလင်းရောင်တွေပေးတဲ့ဒီနေရာသူ့ရဲ့စွမ်းအင်ကိုဘယ်လိုရရှိလဲကျွန်တော်ငယ်တော့တင်ရတာကတော့နေဆိုတာအဆက်မပြတ်လောင်ကျွမ်းနေတဲ့ဓာတ်ငွေလုံးကြီးတစ်ခုဖြစ်တယ်လို့ကျွန်တော်တင်ရတယ်ဒါပေမဲ့တကယ်တော့နေရာမလောင်ကျွမ်းနေပါဘူးဒါဆိုနေရာစွမ်းအင်ကိုဘယ်ကနေရဒီဟာကိုသုံးပြီးတော့ကျွန်တော်ရှင်းပြပါတကယ်တော့နေရဲ့62%ကဟိုက်ဒရိုဂျင်အတန်အနေနဲ့ဖွဲ့စည်းတာပါကျွန်တော်တို့ဒါကိုမြင်ကြည့်ပါဒါကိုဟိုက်ဒရိုဂျင်အတန်တစ်လုံးလုံးမြင်ကြည့်ပါတကယ်တော့ periodic table မှာကြည့်မယ်ဆိုလို့ရှိရင်ဟိုက်ဒရိုဂျင်အတန်ဆိုတာကျတော့ proton တစ်လုံးကို electron တွေကလှည့်ပတ်တာဖြစ်ပါတယ်ဒါပေမဲ့နေမှာကတော့ဟိုက်ဒရိုဂျင်က proton အနေနဲ့ပဲတည်ရှိပါတယ်ဘာလို့လဲဆိုတော့နေရဲ့core ပေါ့နော်နေရဲ့အလယ်ဘခုကကျတော့50 million degree celsius ဖြစ်တဲ့အတွက်ကြောင့်သူ့မှာရှိတဲ့ electron တွေကမတည်ရှိနိုင်တော့ပါအဲ့တော့ဒါက proton ပါ okay ဒါကကျတော့ proton အနေနဲ့ပဲတည်ရှိမှာဒါဆိုတော့ proton တွေက 92% proton တွေကကျတော့ကျွန်တော်နေထဲမှာဒီကောင်တွေကရှိနေပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနေကဘာလုပ်လဲဆိုတော့ hydrogen ကိုကျွန်တော်ရှိဒီ proton တွေကိုကျွန်တော်တို့က helium ဖြစ်နေပြောင်းပါ helium ဖြစ်နေပြောင်းပြီးတော့စွမ်းအင်ကိုသူကထုတ်လို့မှာဖြစ်ဒါလိမ်မော်သီးမဟုတ်ဘူးနော်okay ဒါကတော့ proton မှာဒါကလည်း proton မှာနောက်တစ်နည်းပြောမယ်ဆိုရင်တို့တွေက hydrogen အတန်နှစ်ခုပါတို့တွေကပေါင်းမှုဆိုရင်လာပါတယ်ဒါပေမဲ့ပေါင်းလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့တို့ဒီနှစ်ခုလုံးဒီ positive ဖြစ်ပါတယ် positive ဆိုရင်သူကတွန်းကန်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်တို့ရဲ့ universe ထဲမှာရှိတဲ့ electromagnetic force ကြောင့်ပဲဖြစ်ပါတယ်အဲ့တော့ပေါင်းလို့မရဘူးဆိုမှဒါပေမဲ့နေထဲမှာကျွန်တော်တို့ကဒီအတန်နှစ်ခုကိုအနီးကပ်ဆုံးဖြစ်အောင်ပေါင်းနိုင်မှုအတွက်ကျွန်တော်တို့နေကဖိအားအရမ်းများပါတယ် pressure တွေအရမ်းများတယ်ပြီးလို့ရှိရင်နောက်တစ်ခုက gravitational force ပါနေရဲ့ gravity ကနေရဲ့ဆွဲငင်အားကအရမ်းများတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနှလုံးကိုအနီးကပ်ဆုံး proton နှလုံးအနီးကပ်ဆုံးဖြစ်အောင်သူကလှုပ်ပေးလိုက်ပါတယ်အဲ့ဒီခါမှာတော့ဒီ proton နှလုံးဒီပူးကတ်သွားပါတယ်ဘာဖြစ်လို့ပူးကတ်သွားလဲဒီနားလောက်မှာတော့သူတို့ကတွန်းကန်တယ်ဗျာအဲဆိုဒီလိုမျိုးနီးကတ်သွားတဲ့ခါကျရင်ဘာဖြစ်လို့ပေါင်းဆက်သွားလဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကနောက်ထပ် force နှစ်ခုကိုကျွန်တော်တို့ကသိဖို့လိုပါတယ်ခုကိုပေါင်းဆက်သွားစီတာကကြတော့ဗာလဲဆိုတော့ strong nucleus force ဖြစ်ပါတယ် strong nucleus force ကသူကအရန်ကိုပြင်းပါတယ်သူကဒီနှလုံးကိုပေါင်းဆက်သွားအောင်ကတ်သွားအောင်သူကလုံနိုင်ဒါပေမဲ့သူဒီ range ဒီလောက်ဝေးမှဆိုသူကဆွဲကတ်လို့မရပါဘူးအရန်ကိုနီးစပ်မှသာသူကဗာလဲကတ်လို့ရအောင်ပါအဲ့တော့တကယ်လို့ကတ်မဲ့အချိန်မှာလဲဒီ proton ဒီ neutron ဖြစ်နေပြောင်းသွားမှာဖြစ်ပါတယ်နီးကတ်သွားတဲ့အချိန်မှာဆိုရင် proton တစ်လုံးဒီ neutron ဖြစ်နေပြောင်းသွားမှာဖြစ်ပါတယ်အဲ့ဒီခါမှာသူတို့ဒီလိုမျိုးပူးကတ်သွားမှာဖြစ်ပါတယ်ဒီလိုမျိုးပူးကတ်တာကိုပူးကတ်သွားတဲ့ atom ကိုကြောက်ကျွန်တော်တို့က deuterium လို့ခေါ်ပါတယ်ဒါဒီနှလုံးဒီ deuterium ဖြစ်ပါတယ်အဲ့တော့ဒီ deuterium တစ်လုံးဒီနောက်ထပ် proton တစ်လုံးလာပါတယ်ဒီ proton ဒီဒါ hydrogen atom မှာထပ်ပြီးတော့ပေါင်းဆက်ပါတယ်ပေါင်းဆက်ပြီးသူတို့ဒီ၃လုံးဖြစ်သွားပါတယ် proton နှလုံး neutron တစ်လုံးဒါကကျွန်တော်တို့ဘာလို့ခေါ်လဲဆိုတော့ helium 3လို့ခေါ်ပါတယ် helium 3ဒီနောက်ထပ် proton တစ်လုံးနဲ့ဝင်ရောက်ပါတယ်အဲ့ proton လာတဲ့ခါမှာဒီ proton ဒီကျွန်တော်တို့ proton ကနေပြီးတော့နောက်တစ်ခါ neutron ဖြစ်နေပြောင်းသွားပါတယ်ပြောင်းသွားပြီးတော့ကျွန်တော်တို့ပေါင်းဆက်သွားတဲ့ခါမှာသူကအနီးနားရောက်မှပြောင်းတာပေါ့နော်အဲ့ကျွန်တော်တို့ဘာရလဲဆိုတော့ helium အတန်ရပါတယ်ဒါက helium ပါအဲ့တော့အလဲမှာ proton က2လုံး neutron က2လုံးဒါက helium အတန်ပဲဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်စွမ်းအင်ကဘယ်လိုမျိုးထုတ်လုပ်တာလဲဒါဒီနေထဲမှာနေစဉ်အချိန်တိုင်းဖြစ်နေတဲ့အရာဖြစ်ပါတယ်သူဒီ hydrogen အတန်၄လုံးကို helium အတန်ဖြစ်နေသူကအမြဲတမ်းပြောင်းလဲနေတာဖြစ်ပါတယ်အဲ့တော့စွမ်းအင်ကဘယ်ရလဲဆိုတော့ကျွန်တော်တို့ဒီအတန်၄လုံးပေါ့နော် hydrogen အတန်၄လုံးကိုကျွန်တော်တို့ချိန်လိုက်မယ်ပေါ့နော်တကယ်တော့ချိန်လို့တော့မရဘူးပေါ့နော်တကယ်လို့ချိန်လိုက်မယ်ဆို scale မှာ weight နဲ့ချိန်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဖြစ်လာတဲ့ helium အတန်ဒီအနည်းငယ်ပို့ပြီးတော့ပေါ့တာကိုကျွန်တော်တွေ့ရမှာပါhydrogen အတန်၄လုံးကိုပေါင်းပြီးတော့ချိန်နဲ့၄ချိန်နဲ့ helium အတန်ရလာတဲ့ helium ၄လုံးပေါင်းပြီးတော့ရလာတဲ့ helium ကိုချိန်နဲ့၄ချိန်ဒီအနည်းငယ်ကွာခြားချက်ရှိပါတယ် helium အတန်ဒီနည်းနည်းပိုပေါ့ပါတယ်ဒါဆိုလို့ရှိရင်အဲ့ဒီ mass ကဘယ်ရောက်သွားလဲအဲ့ဒီ drag through ကဘယ်ရောက်အဲ့ဒါဒီ Einstein ရဲ့ famous equation ဖြစ်တဲ့ E = mc²ခုနကတော့က mass ခုနကတော့အလေးချိန်ကိုသူကစွမ်းအင်အဖြစ်နဲ့ပြောင်းသွားပါတယ် okay E = mc² ဆိုတာဒီဘယ်ကလာဆို m = E/c² ပေါ့နော် m က E ကို c² နဲ့စားတာနဲ့ညီပါတယ်အဲ့တော့ energy ကိုကျွန်တော်တို့က c² နဲ့စားလိုက်ဒါမှမဟုတ်လို့ရှိရင် mass ကို c² နဲ့မြှောက်လိုက်အဲဆိုရင်ကျွန်တော်တို့ကထွက်လာတဲ့ energy ရပါတယ်အဲ့ဒီ energy ဒီအရန်ကိုများပါတယ်အဲ့ဒီဟာဒီကျွန်တော်တို့ကိုအလင်းပေးတဲ့နေရောင်ကြီးနေလုံးကြီးပေါ့နော်ကျွန်တော်အလင်းလည်းပေးတယ်အပူလည်းပေးတယ်နော်အရန်လည်းပူပါတယ်အဲ့ဒီနေလုံးကြီးကအဲ့လိုမျိုးစွမ်းရည်တွေကိုကျွန်တော်တို့ထုတ်ပေးတာပဲဖြစ်ပါတယ် okay ဒီနေ့ကတော့လောက်ပါပဲ see you in the next video